မှာတော့အေးဝီတောင်ဖြစ်ပါတယ်ရှင်ဟုတ်တက်ငိန် character ဖြစ်ဖို့အတွက်ကတော့ဒီကိုမျိုးရိုးနဲ့တိုင်ပင်တယ်နောက်တော့ဝိထုတွေကတက်ငိန်ဟောင်းလည်းအမတိချဖတ်တယ်နောက်တော့ကိုမြင်ထားတဲ့တက်ငိန်ဆိုတဲ့အမျိုးသမီးတယောက်ကအမြင်ရယ်director လူချင်းတဲ့ပုံစံရယ်နောက်တော့ဇညွန်းစီယာကိုမိုးနီပေါ့နော်သူမြင်ထားတဲ့တက်ငိန်ကိုမြင်ထားတဲ့အမြင်နောက်တော့ production design ဘက်ကသူတွေရောအကုန်လုံးတိုင်ပင်ပြီးတော့မှဒီတက်ငိန်ကိုတိချပြင်ဆင်ခဲ့တာပါပြင်ဆင်တဲ့အချိန်တွေကတော့အများကြီးပေါ့နော်စိတ်ကောဒီအဝတ်အစားဆိုလို့ဆိုရင် costume လုပ်ပြီးညီမလေးအီမွန်ခိုင်သူလည်းစီစဉ်ပြီးတဲ့ပုံစံလေးအဲ့ဒါအကုန်လုံးမဟုတ်ချစ်တတ်တာပြောတူတဲ့အချက်လေးတော့ရှိပါတယ်အဲ့လိုလေးကိုကနည်းနည်းအေးစစ်စစ်နေတတ်တယ်ဟိုအဲ့လိုမျိုးအေးစစ်စစ်နေတတ်တယ်နောက်တော့နည်းနည်းအစွဲလန်းကြီးရဲ့ဟာမျိုးတို့အဲ့လိုမျိုးဆိုလို့ရှင်တော့တူတာများပါတယ်ဒါပေမဲ့ဒေါသအရင်သူ့လောက်ဒေါသတော့မကြည့်ဘူးအမဒီတက်ငိန် character သူကနည်းနည်းတော့အနေသူကတော့ပုံမှန်တိုင်းဆိုရင်တော့သူတိတ်ပြီးတော့ဒေါသမကြည့်ဘူးဆိုမှသူဒေါသထွက်တဲ့အချိန်ကြလို့ရှင်သူဒေါသလဲပြတော်တော်မြင့်တယ်အမဘဝမှာတစ်ခါမှအဲ့လောက်တော့ဒေါသအပြင်မှာအဲ့လိုမထွက်ဘူးအဲ့လိုမျိုးလေးရောနည်းနည်းကွာတာပေါ့နော်မင်းငါ့ကိုအစိုးရလက်ထပ်ဖို့အစီအစဉ်မရှိဘူးပေါ့ငါ့ကိုခဏအပျော်တွေးခဲ့တာပေါ့ဆက်တတော့မင်းငါ့ကိုလေကားတစ်ခုလိုအတုံးချခဲ့တာပေါ့ငါမှတော့ချစ်လိုက်ရအပြုတ်စင်းနေဆိုပြီးအထင်ကြီးလိုက်ရငါရဲ့ချစ်တော့ကောင်းငါရဲ့ကျေးဇူးတွေကိုလှလှပပကျေးဇူးတော့တော်တဲ့ဆိုတာကိုမယူနိုင်ဘူးဆိုပြီးတော့ထားသွားတဲ့စင်းလေးပေါ့နော်အမကပြီးတော့အိုက်စင်းလေးရဲ့နောက်တော့မျိုးဝင်လာတာပေါ့မယ်လိုဒီကိုလာပြီးတော့နှစ်သိမ့်တဲ့စင်းလေးရဲ့အဲ့နှစ်စင်းကိုတရက်ထဲရိုက်ခဲ့ရအဲ့တရက်ထဲကိုနှစ်စင်းလုံးရိုက်တာဆိုမုကလည်းတခါတည်းပါလာပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီနေ့မှာရိုက်ရတဲ့စင်းနဲ့အမအတွက်တော့ကျေနပ်တယ်အဲ့လိုအားရပြီးတော့ကိုအတွက်မုကိုအကုန်ထုတ်သုံးလိုက်ရတဲ့အကောင်းဆုံးစင်းဖြစ်မယ်လို့စိတ်ထဲမှာထင်မှာအဲ့ကားအတွက်ကောပဲအမအတွက်လည်းအမှတ်ရရပါတော့ဘာလဲမင်းသူ့ကိုတကယ်ချစ်မိသွားလားမုန်းနာတူအရင်မုန်းတယ်အဲ့ဒါကြောင့်သူ့ဘဝတစ်ခုလုံးစက်ပြတ်တက်နေအောင်ဖျက်ဆီးပစ်ခဲ့တာဖြစ်နိုင်ဒီထက်ပိုပြီးတော့အပြစ်ပေးခြင်းလေအဖြစ်ကသူတယောက်ထဲလာတဲ့ကိုရိုအားလုံးမှာလည်းအပြစ်ရှိတာပဲယောက်ျားတွေကိုယုံစားခဲ့မိတာကိုရိုရဲ့အပြစ်ပဲလေဟုတ်ကဲ့ပါဒီကားလေးကိုရုပ်ရှင်ရုံမှာမကြည့်လိုက်ရပရိသတ်တွေကောင်းလားဒီ Canal Plus လေးမှာကြည့်လို့ကြည့်ခွင့်ရတဲ့အတွက်ကြောင့်မလို့အမလည်းအရန်ဝမ်းသာပါဘာဖြစ်လို့ဆိုတော့အမတို့အမေကအစလေးအမေတို့ကဒီရုံသွားမကြည့်နိုင်ဘူးဒီ Canal Plus ကပဲသူကပြောတန်လဲတင်နေပြီဆိုတော့သူတို့ကအဲ့လိုမျိုးပြောတန်တင်နေပြီသမီးအမေကအမှကြည့်ရတယ်အဲ့လိုမျိုးပေါ့နော်မကြည့်ရသေးတဲ့နေရာတချို့ပရိသတ်တွေတော်တော်များများကလည်းရုံတင်တာရုံကနဲတာ哦နော်အမတို့လူတိုင်းစီကိုလက်မမိနိုင်ဘူးဒီ Canal Plus ကြတော့လူတိုင်းစီမှာရှိရယ်ကိုယ့်အိမ်မှာပဲအဲ့လိုအေးစစ်စစ်ကြည့်လို့ရတဲ့အတွက်ကြောင့်မလို့ဒါဘာဖြစ်ဖြစ်အမတို့အမှုပညာသမားတွေလည်းအရန်အခွင့်အရေးကောင်းတယ်ပေါ့နော်ဒီပရိသတ်တွေနဲ့အများကြီးနဲ့လည်းထိတွေ့ရတယ်အမတို့ကားလေးလည်းဒီပရိသတ်တွေကြည့်ရတဲ့အတွက်ကြောင့်မလို့ Canal Plus ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီ Canal Plus မှာတင်တဲ့ဟာလေးကိုလည်းပရိသတ်တွေအနေနဲ့ကြည့်ရှုဝေဖန်ပေးပါအောင်လို့လည်းပြောချင်ပါတယ်ရှင်ဟုတ်မမင်းကိုချစ်လို့ပေးရလေမင်းတို့ပြန်ချစ်ပေးရနေချင်လေတပေါ်ပါလို့တဲ့ခေါင်းထားလို့ရင်ခေါင်းထားလေကားတဲ့လေတိုင်းငါကိုအတော့ချပြီးတော့ရှုပ်တဲ့ဆိုခေါင်းဒီအစိတ်စကားကြီးကို Canal Plus ကဇလန်း channel မှာဇူလိုင်လ19ရက်နေ့ည9:00 နာရီခွဲရစပြီးတော့ကြည့်ရှုလို့ရပါပြီရှင်ဒီအစိတ်စကားလေးကိုကြည့်ဖို့ Canal Plus က2 share plus package ကိုတက်တန်းတိုးဖို့လိုပါလိမ့်မယ်ရှင်